ဘာမှရက်တော့လား ဟို $2ပြောပတ်စံရှင်းရလားအဝိဒါကိုတင်းအောင်လုပ်နေမှာမသိဘူး ဒီပေါ်တော့ အာပြီးတော့လားတင်းပြီပေါ့ ဒီပါ ဒီလူနဲ့နောက်တစ်ခါထပ်ပြန်တွေ့တယ်ပြီဘလို့လာမလဲမသိဘူး ဟို အာပြောလာကြတော့ဘာလို့ရှိရလဲမသိဘူးနော်အကျဉ်ညံတော့တခုရှိမှာပဲအော်ခဏသူလုံးတဲ့ပုံစံနဲ့ပြန်လောက်တာဖြစ်မှာနော်ကလေးစားချိတယ်ဗောဝေးတာကြီးကဟုတ်တယ်ဟာတော့လည်းဘယ်လိုလုပ်မလဲUn autre, s'il vous plaît. ဒီဘက်အကောင်လုံးကစားရွေးကွာတော်စားတဲ့ကောင်တွေကြည့်ပါဦးဝိဒါသူ့ကိုသူဟုတ်လိုက်ပြီးထင်တာနော်တကယ်တော့ဒီဘက်ကစား